Hello 皆さんこんにちはအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အမတို့ခန့်ချခုချစ်စကီ day ဖို့ပဲဖြစ်ပါတယ် day ဖို့မှာဘာအကြောင်းအရာတွေပြောသွားမှာလဲဆိုလို့ရှင်စေခိုခန်းလီတော့စေခိုခန်းလီလို့ခေါ်ရဲပေါ့နော် construction management နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုပြပေးသွားပါမယ်ဒီစေခိုခန်းလီရဲ့နိုင်ရောကပေါ့နော်တကယ်လို့အမတို့က site ပိုင်းနဲ့လုပ်မယ်ဆိုလို့ရှိရင် site interview မှာ90%လောက်အမေးခံရတဲ့မိကုံဖြစ်တဲ့အတွက်ကြောင့်မလို့တည်တည်ချာချာလေးမှတ်သားထားဖို့အတွက်မှာကတိုက်တွန်းချင်ပါတယ် Sorry では参りましょう施工管理の内容としては5つありますဒီအမတို့ construction management မှာပေါ့နော်သူ့ရဲ့နိုင်ရောက5ခုရှိပါတယ်ဘာတွေလဲဆိုရင် Q C D S E ဒါသူ့ရဲ့အတူကပေါ့နော်အတူကောက်ကတော့ QC DSE လို့ခေါ်ပါတယ်အဲ့တော့ဒီဟာတွေကဘာကိုပြောရလဲဆိုတာကိုဆက်ပြီးတော့ကြည့်လိုက်ရအောင်နော် Okay နံပါတ်1က Q ဆိုတာက quality အရေးအသွေးကိုပြောတာပါအရေးအသွေးကဘာလဲဆိုလို့ရှင် Hinshiso Kanli ဂျပန်လိုဆိုရင်တော့ Hinshiso Kanli လို့ခေါ်ပါတယ် Hinshiso ဆိုတာက quality Kanli က management လည်းဖြစ်တယ်လို့ control လို့လည်းခေါ်လို့ရတယ်အဲ့ဒါကြောင့်မလို့ Hinshiso Kanli ဆိုတာကကြတော့ quality control ဆိုပြီးဖြစ်သွားပြီပေါ့နော်အဲ့တော့2番目は C ဆိုတာကကြတော့ cost ကုန်ကျစရိတ်တွေကိုပြောတာဖြစ်ပါတယ်အဲ့တော့ကုန်ကျစရိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်လိုကတော့ genka kanli ဒါ cost management ပေါ့နော်ကုန်ကျစရိတ်တွေကိုလည်းဒီ cost တွေကိုလည်း control လုပ်ရပါတယ်ဒီ site ဘက်မှာလုပ်မဲ့သူတွေကအဲ့တော့ next နောက်တစ်ခုကတော့ D ဆိုတာက delivery အဲ့တော့ဂျပန်လိုပြောမယ်ဆိုလို့ရှင်တော့သူက kote kanli ဆိုတာကကြတော့ schedule control ပေါ့နော်အဲ့တော့အမရေ schedule control နဲ့ delivery နဲ့ဘာသက်ဆိုင်တာလဲဆိုလို့ရှိရင်တကယ်တော့အမအခုရှင်းပြခဲ့ရပေါ့နော် QCDSE ဆိုတဲ့စကားလုံးလေးကသူ့ရဲ့ motto မူလအရှင်းမြစ်က manufacturing industry ကနေလာတယ်ပေါ့နော်သူက manufacturing industry ကစက်ရုံလုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဆိုတာကပေါ့နော်သူတို့ရဲ့ဒီစက်ရုံကပစ္စည်းတွေကို deadline အမီပေါ့နော်ဒီဝယ်ယူစားသုံးသူတွေစီကိုပို့ဆောင်ပေးရတဲ့အရာဖြစ်တယ်အဲ့ဒါကိုသူတို့က D လို့သတ်မှတ်ထားတယ်ဒါကိုမတို့ Kanchiku ကနေပြီးတော့ယူသုံးလိုက်တယ် D ဆိုတဲ့ဟာကိုယူသုံးပြီးတော့ Kanchiku ဘက်မှာကျတော့ဒီ deadline အမီပေါ့နော်ပြီးအောင်လုပ်ပြီးတော့ဒီအစာအုပ်ကို owner စီကိုအနန္တာမျိုးကိုခေါ်ခြင်းတဲ့အတွက်ကြောင့်မလို့ဒီ D ကိုယူသုံးလိုက်တယ်ဖြစ်တယ်ပေါ့နော်တကယ်တော့ဂျပန်လိုကတော့ kote kanli ဖြစ်ပါတယ်အဲ့တော့နံပါတ်4သွားရအောင်နံပါတ်4ကတော့ S ဆိုတာကကြတော့ safety ကိုပြောတာပါဂျပန်လိုကတော့ anzan kanli safety control ပေါ့နော် anzan kanli site ထဲမှာဆိုလို့ရှင်လဲဒါ safety ကလည်းအရင်ကိုအရေးကြီးတဲ့အပိုင်းဖြစ်တယ်ပေါ့နော်အဲ့တော့ government ကကြတော့ E ကဘာကိုပြောရလဲဆိုလို့ရှင် environment အဲ့တော့ environment ကိုပြောတဲ့အတွက်ကြောင့်မလို့ဂျပန်လိုကတော့ kankyo kanli environment control ပေါ့နော်။ဘာလဲဆိုလို့ရှိရင်ကိုကဒီအစာအုပ်တစ်ခုစောက်တော့မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကိုလည်းအနှောက်အယှက်မဖြစ်ရအောင်ဒါမျိုးတွေလှုပ်ဆောင်ရတယ်ပေါ့နော်။အဲ့ဒါကကြတော့ဒီစက်ခိုးခန်းလေးထဲမှာအကုန်လုံးပါတယ်ပေါ့နော်။အဲ့တော့အမတို့ဒီနေ့ရဲ့အကြောင်းအရာလေးကိုမတုံမဲလုပ်ကြည့်ရအောင်။ဒီစက်ခိုးခန်းလေးの内容が5つあります1番目は Q 品質管理2番目は C 原価管理3番目は D 工程管理4番目は S 安全管理5番目は E 環境管理ဒါဆိုလို့ရှိရင်ဒီနေ့ပေါ့နော်စိတ်ကိုခန်းလေးမှာဘလို့အကြောင်းအရာတွေပါလဲဆိုတာကိုတိတိကျကျလေးအားလုံးပဲနားလည်သဘောပေါက်သွားမယ်လို့မျှော်လင့်ပါတယ်အဲ့တော့နောက်ရက်တွေမှာလည်းပေါ့နော်ဒီလိုမျိုးပဲအားလုံးအတွက်အကျိုးရှိမဲ့ဗီဒီယိုလေးတွေကိုမျှဝေပေးမှာမလို့အမရဲ့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်最後まで見てくれてありがとうございます。それではまたね。バイバイ。